ငါပါဒီနေ့အင်္ဂါနေ့ဈေးကွက်ဖွင့်ရက်ရွှေကို analyze လေးလုပ်သွားပါမယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်ပေါ့နော်ရွှေက higher time frame ပေါ့နော် higher time frame မှာ H4 ပေါ့နော်H4 အရာလဲဒါအတက်ဘက်ကိုဒါပြနေတယ်ဆိုတော့ဒီ trend ကဒီ up trend ဖြစ်နေရပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီ lower time frame တွေလည်းပြန်ဆင်းကြည့်မယ်ပေါ့နော်ဒါ4 hour time frame ပေါ့နော်4နာရီစာ okay ဒါဆိုရင်1 hour တနားရီသာတိုင်းဖရင်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကရွှေကဒီလာရကအတက်လာရပြနေတယ်ဆိုတော့ဘယ်လောက်ထိသူကူးဘက်လာမလဲဆိုတာကိုပဲကျွန်တော်တို့ကစောင့်ကြည့်ပြီးတော့ဒါ buy entry တွေဝင်လို့ရရပေါ့နော်ဆိုတော့ဒါဒီ daily သမားတွေအတွက်ဆိုရင်လည်းဒါတနာရီစာကဒါအဆင်ပြေပါလေကျွန်တော်နေ့စဉ်အကျိုးမြတ်ယူနေတဲ့သူတွေအတွက်တနာရီစာကအဆင်ပြေပါတယ်ဆိုတော့ဒီခဏ entry ဝင်တဲ့သူတွေဒီ confirmation ကိုတေချာအောင်စောင့်ကျင်တဲ့သူတွေဆိုရင်ကျွန်တော်တို့ဘယ်မှာသွားကြည့်မလဲဆိုရင်ဒီ15မိနစ်ပေါ့နော် M50 15မိနစ်တိုင်းဖြစ်ရင်ကျွန်တော်တို့သွားကြည့်လိုက်မယ်ဆိုတော့ okay ဒီမှာ M50 မှာဆိုရင်15မိနစ်တိုင်းဖြစ်မှာဆိုရင်ဒီမှာကျွန်တော်တို့ clear လည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ daily သမားတွေအတွက်ဒီအရန်ကို clear ဖြစ်ပါတယ်ဆိုတော့ဘယ်နေရာမှာဝင်ရမလဲကျွန်တော်ကြည့်မယ်ဆိုတော့ဒီမှာကျွန်တော်တို့bullish harami ပေါ့နော်ပုံစံမျိုးကျွန်တော်တို့ကန်တွေကပြပြီးတော့အတက်ကိုသွားထားတယ်ဆိုတော့ဒီမှာဒါဆိုရင်ကျွန်တော်တို့ကဒီကနေပြီးတော့ဒီကန်တွေကနေပြီးတော့ကျွန်တော်တက်သွားလိုက်တာဒါလိုဟာပွက်ဖြစ်သွားပြီဆိုတော့ဒီမှာအရင်တော့အမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းရှိရပေါ့နော်ဒီနေရာဒီမှာဆိုရင်အမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းရှိတယ်ဆိုတော့အဲ့ဒီအမြင့်ဆုံးဈေးတန်းကနေပြီးတော့4830ကနေပြီးတော့ကြော်တက်သွားပြီဆိုတော့ဘယ်အထိလဲဆို4800အပေါ်တက်သွားပြီပေါ့နော်အမှတ်ကိုကြော်သွားပြီဆိုတော့ဒီမှာကျွန်တော်တို့အဲ့ဒါနေပြီးတော့ကျွန်တော်ပူးဘက်ပြန်ဆင်းခဲ့တာဆိုတော့အခုလက်ရှိ4814ပေါ့နော်ဆိုတော့ရွှေကဘယ်ထိလာနိုင်လဲဆိုရင်ကျွန်တော်အခုဆွဲထားတဲ့ဇုံထိလာနိုင်တယ်ဒီမှာ4800ဘယ်လောက်ထိလဲဆိုရင်4810ဒီဇုံထိကိုလာနိုင်တယ်ဆိုတော့ဒီမှာကျွန်တော်တို့က buy entry ကလုံးဝဝင်လို့ကောင်းတဲ့ဇုံပဲဒီမှာပြီးရင်ကျွန်တော်ဒီဗီဒီယိုကိုတစ်ခါနောက်တစ်ခေါက်လာပြန်ပြမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ဒီမနက်ခင်းပိုင်းလုပ်တဲ့ analysis ပေါ့နော်ဒီမှာဒီထိလာပြီးတော့ပြန်ပြီးတော့တက်နိုင်တယ်ဆိုတော့ stop loss ကိုကျွန်တော်တို့ကဒီအောက်မှာထားလို့ရတယ်၄လောက်ရှာရအောက်မှာ stop loss လွတ်ကျွတ်ထားလို့ရတယ်ဆိုတော့ဒီ take break အနေနဲ့ဆိုရင်ကျွန်တော်4860သို့မဟုတ်ဆိုရင်အပေါ် TP2 အနေနဲ့ကျွန်တော်အမြင့်ဆုံး long term ကင်တဲ့သူတွေဆိုရင်တော့အပေါ်ဘယ်လောက်ထိလဲ4890အထိကိုဒါ TP ယူလို့ရတယ်ဒီကအမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းဒီမှာ4890အထိကိုဒါ TP ယူလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်ကတော့ဒါကျွန်တော်ဒီအဝယ်ကိုပို့ပြီးတော့ဦးစားပေးပါဒီနေ့ဆိုတော့ဘယ်နေရာမှာဝယ်ရမလဲဆိုရင်အခုအောက်ကိုပြန်ကျနေတယ်4800ဒီလက်ရှိ4810ဒီဝင်းကျင်မှာကျွန်တော်တို့အဝယ်တွေဝင်ပါဆိုတော့ဒီနေ့လည်းမြတ်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးမြတ်ကြပါစေဆိုတော့ဒီမေလထဲမှာကျွန်တော်နောက်လထဲမှာကျွန်တော်ရန်ကုန် offline class ရှိပါတယ်တင်တဲ့ရှင်တဲ့မိတ်ဆွေကျွန်တော်ရဲ့ personal chat box မှာလာပြီးတော့အသေးသေးမြင်မြန်လို့ရပါတယ်လူကြီးရတော့10ယောက်ပဲကတ်သက်ထားတာမို့အမြင်ဆုံးလာရထုတ်လို့ရပါပြီကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်